လာမင်းသည်တိမ်ဆိုင်တိတ်လိတ်တို့ကြားမှရုံထွက်လျက်ဝါကျင့်ကျင့်လာရောင်ဖြော့ဖြော့ကိုသာမြေပြင်ထက်သို့ဖြန့်ပတ်ထားသည့်တိတ်ဆိတ်ငြိမ်သက်သောညတညထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်ကထိုးနိုင်ဆိုသည့်လူငယ်လေးဖြစ်သည်သူသည်ညစ်မတော်ညသက်ကောင်ချိန်တွင်တငယ်ချင်းဖြစ်သူပြားလေးနှင့်အတူကြွပစ်ထွက်ရန်အိမ်ကထွက်လာခဲ့သည်ပြားလေး၏အိမ်ရှိချံဝင်းနာသို့အရောက်တွင်မူထိုးနိုင်ကလှမ်း၍လေတံနှိမ်ကအချက်ပေးလိုက်လေသည်ဝေးမိပြားရီသွားမယ်ဟာအချိန်လဲအတော်လေးလင့်နေပြီထိုးနိုင်၏စကားမဆုံးခင်မှာပင်ပြားလေးကအိမ်ပေါ်မှအစင်သင့်ဆင်းလာခဲ့ပြီးသားဖြစ်သည်ငါကပြင်ဆင်ပြီးစောင့်နေတာကြားလာပြီးမင်းကပဲနောက်ကျနေတာဟုခတိုးတိုးတုံ့ပြန်ရင်းကြွပြစ်ရန်အတွက်မြားတနက်နှင့်လေးခွက်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်လျက်တငယ်ချင်းနှစ်ယောက်ရွာပြင်ဘက်ရှိရာခင်းများစီသို့ခြေဦးလဲခဲ့ကြပါတော့သည်သူ့တန်အနီးမှရဲဆေးတင်ခြင်းဒီညသူတို့တားကောင်ရှာရမည်ရာခင်းသည်တာမန်နေရာမဟုတ်ရွာသားများပင်နေဝင်မိငိမ့်ဆိုလျင်ခြေဦးမလဲရဲကြသည့်သူ့တန်ဟောင်းနှင့်မနီးမဝေးတွင်ရှိနေသည့်တို့ဖြစ်ရာတောကစားထွက်ရာတွင်ပို၍တတိရှိစေရန်ရဲဆေးတင်ရန်အတွက်ထုံးနိုင်ကအသင့်ယူဆောင်လာသောဈေးတပလင်းကိုထုတ်လိုက်ရင်းမိပြားမပြစ်ခင်နည်းနည်းလောက်ကစ်လိုက်ရအောင်ကွာဟုအဖော်ဆက်လိုက်သည်လာရောင်အောက်တွင်တယောက်တမောစီအာရပါရမောလိုက်ကြပြီးနောက်မျက်လုံးများရီဝေတောက်ပလာကကြွပြစ်ရန်အားမွေးလိုက်ကြသည့်ထိုစဉ်ပြားလေးကဓမီကိုကင်ရင်းမေးလိုက်၏ထုံးနိုင်မင်းမဲပြစ်မလားငါပဲမီးပြရမလားငါပြစ်မယ်မင်းကမီးကိုတေးသေးချာချာပြဟုထုံးနိုင်ကတနက်ကိုအသင့်ပြင်းရင်ဖြေလိုက်သည်အချိန်ခဏအတွင်းမှာပင်တငယ်ချင်းနှစ်ယောက်ရာခင်းထဲတိုးဝင်ကကြွက်များကိုတကောင်ပြီးတကောင်စတင်အမဲလိုက်ကြပါတော့သည်မမျော်လင့်ထားသောခြောက်ခြားမှုဝါယုံပင်များနှင့်မျက်ရိုင်းများကြားထဲတွင်လှုပ်ရှားနေသောကြွက်များဆယ်ကနန်းကျော်များရရှိလာသည့်အချိန်ရုတ်တရက်ဆိုသလိုသူတို့နှင့်မနီးမဝေးရှိသူ့တန်ဟောင်းကြီးထဲမှလေတိုးတန်မဟုတ်သည့်ထူးဆန်းရှိလျားသောငူကြီးတန်ကဲ့သို့အတန်တစ်ခုထွက်ပေါ်လာသည်လေတူးတစ်ခုလုံးချက်ချင်းပင်ရေခဲပြင်ကဲ့သို့အေးဆက်သွားပြီးတငယ်ချင်းနှစ်ယောက်စလုံး၏လက်မောင်းတစ်ပြင်လုံးကြက်တီးမွေးမြင်းများတဖြန်းဖြန်းထလာကြလေတော့သည်အခါတိုင်းကြွက်ပြစ်ထွက်နေကြညများနှင့်မတူပဲတီးချီခိုင်သူပင်တွေးပြက်စေမိထွက်ပြေးခြင်းစိတ်ကိုအောင်ရဲထားရသည့်ခြောက်ခြားပွဲစိတ်ခံစားမှုကြီးကသူတို့နှစ်ဦးလုံး၏ရင်ထဲတွင်စိုးမိုးလာပါတော့သည်ဟုတ်ကဲ့နောက်လာမယ့်အပိုင်းတစ်ခုလည်းမကြမီတင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးဗျာကျွန်တော်မျိုးစောဦးပါ